ရုပ်ကြီးလိုက်ဘာဖြစ်နေအဲ့ဒါဘာဖြစ်နေဘာလဲဖြစ်တာတော့လောင်းလက်က ဖေးလုပ်တဲ့သူ တိတ်လိုက်ရတယ် သိနန်းစော်နေရပဲမဟုတ်ဘူးလား မမလေး လေးပါလေးပါရှောင်းတာ ဒါလက်လေးပါလေးစေဟာရေတော့မချိုးတော့ဘူးလေဘာလို့တော့ ဖတ်လာလေ အော်ဖတ်တာမမရီကညီမလေးတုံနဲ့အားချလိုက်တာတဲ့ အားကြနေလိုက် အားချရုပ်ကြီးပြောခဲ့လားအောင်စဘူးတွေ့ခဲ့ရတယ် ပြောတာပေါ့ ချောင်းနော်ပြင်မှာ ချောတယ် တော်တော်ကိုချောလား ချောကဘယ်နာမြင်းရုံတော့ ဘယ်နာမြင်းရောက်တော့ပြောပြလိုက်အောင်ဘယ်နာလေးမြင်းနဲ့တူတောင်ပြောပြလိုက်အောင်အတန်မကောင်းမှုလည်းပြောကြတာ ဒါတော့ အမလေးတော့အောင်စပူကြည့်ပြီးမြင်းလို့ဘလို့ပြောကြတော့နဲ့ဘယ်နာလေးတူရတော့နဲ့တော့ရေကျမသမီးလည်းမေးပေးအောင်ကျေမကျေနဲ့ရဲ့လား ကျင်းတယ် လာတူမလေးရောမလေးဒီမဲ့ဘလို့တော့နေထ မလေးငါလိုက်ရတာဆို ဘလို့ဖြစ်သွားတာအောင်စပူမြင်တော့ဘာဖြစ်သွားတာ အောင်စမှုဟာတော့ ဘယ်တွန်းလို့တာအောင်စမှုပဲထားနေလိုက်ရ အေးချောလို့အော်မလေးပေးကိုမကင်ဘူး အဲ့ဒါငါလိုက်ရတာကိုအမော ဟမ်းသွားပြီဘာမှကိုမလုပ်လိုက်နိုင်ဘူး ဒီကစားချစ်စီရ အမလေးမြင်းနဲ့တူတယ်ဆို ဟုတ်တယ်ဘယ် ဘယ်လိုစကိုရတော့မှာတော့ မ ဟာကိစ္စတော့ မလေးမနာလို့တို့ရှေ့ကတမျိုးတော့နော်တော်ကောင်းတယ်ဘလို့ပြောစမ်း ဘယ်နဲ့ရမြင်းတဲ့သူကတော့ အေးအတန်ကလည်းစိုးလိုက်တာတဲ့ ဟောဆိုးပါကောင်းတယ်ဟိုမမဆိုတဲ့နေရာမှာ အေး တိုက်ကြတဲ့သူပဲ နော်ဒီလိုပေါ့ဥပမာပြောရနှစ်ပတ်လို့အရွယ်လေးပေါ့သမီးရဲ့အဲ့လိုပေါ့အဘာဖြစ်နာဒီမဲ့မမတွေကပြောနေတာတုံလေးတဲ့မိမိတမက်မိတုံကိုပဲအားကြတော့ပါတယ်တဲ့အားကြပါတော့တယ်ဘယ်လိုလုပ်ကြမလဲ အားကြနေလိုက် အားကြနေလိုက်ချာသမီးကပထမဆုံးတွေ့ဘူးလားဘာလို့ပြောလဲသူများလည်းခဏတွေ့ဘူးလေ တိတ်ဖိတ်ရတယ်လေဖိတ် မအေးကိုစုချကြီးဆိုတော့သမီးချချင်တာမေမေတဲ့ပတ်စံပေးတယ်ဆိုသွားဆိုတယောက်ထက်လွတ်တော့မသွားဘူးလေနှစ်ယောက်သွားတော့ကျမကိုဖဲအောင်နဲ့ဆိုတွန်းလို့ပြီးတော့ तू ကရှေးသုံးကတော့အမတို့မေးပေးအောင်ချော့မချောရဲ့လား အားချိုး ဥပ္ပနုကိုင်လိုက် high five လေ တော့ရရ ရှာတော်ကောင်းနေပြီမထီးရမတွေ့ရစရာလေး ထိရမတွေ့ရစီရလေ နော် ဒါမထိခဲ့ဘူး မလေးကျမတော့လေဟိုကင်ဖို့ကိုမေ့သွားတယ်မတို့ရဲ့သူ့ရဲ့လှတရားမှာမျောပါဘလို့ပြမလေးချော်လိုက်တာမလို့ရဲ့မလေးချော်လိုက်တာမလို့ရဲ့အဲ့လိုသူ့ကိုအဲ့ဒီစကားပဲထပ်ပြောပြီးတော့ဘာမှကိုမပြောနိုင်ဘူးကျမဘောကရိုးတောင်မဖက်လို့ရလားတခါတည်းတဲ့အမ ဖတ်လိုက်ရသူကတော့ဖတ်လိုက်တယ်ပြီးတော့ဖတ်လိုက် နော်ဥအန်နာပဲနော်ဒါချောတာမတို့ကြီးနော်နောက်တစ်ခေါက်ကျရင်ဇက်ပွဲဘာလုပ်မှာ အရှိဆုံးနေထိုင်ကြည့်ချင်တာဒီမှာလုပ်ပေးပါဦး မမဖက်ဒီမှလည်းဘာမှမတတ်နိုင်ဘူး ဒီရမဲ့ channel အနဲ့ရောက်တော့လောက်တာ ဟလာအေးမိမနောက်ကျရင်ဝဲပြီးတော့သူ့ကိုပေးလိုက်မယ်လေလက်ဆောင်ဘာ ချမ်းလိုက်မယ်လေ ဟဲ့မတူဘူးတဲ့ဦးလေးကိုဖဲ့တာအေး နောက်တစ်ခါမခေါ်ရမခေါ်ဘာမှလည်းမဝယ်ပြီးတော့ အိုးဝေးနဲ့သွားသူဦးလေးထောင်မပါဘူးမတူဘူးလုံးဝမတူဘူးတဲ့တော်ကြီး